အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတွေ့မြင်နေရတဲ့အကြောင်းအရာတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်နော်ဒါကတော့အရက်ကကျွန်တော်တို့အပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိနိုင်တယ်လဲဆိုတာပါပဲ ဒီမေခွန်းလေးကိုကို့ဘာသာကိုမေးဘူးလားအရက်ဆိုတာကြားရကြားဟုနေပေမဲ့ခန္ဓာကိုယ်ထဲရောက်သွားရင်ဘာဒီဖြစ်သွားလဲဆိုတာသိချင်ဘူးလားအဲ့ဒါကိုဒီနေ့အတူတူဖြေရှာကြည့်ကြမယ်လေလွယ်လွယ်လေးပြောရရင်တော့ကိုအရင်တန်ဖိုးထားတဲ့အရာတွေဥပမာတငယ်ချင်းတွေနဲ့စော့ကစားတာတို့မိသားစုနဲ့အချင်းကုန်တာတို့စာလုပ်တာတို့ထက်တခြားအရာတစ်ခုကပိုပြီးအရေးကြီးလာပြီးအဲ့ဒီအကြောင်းပဲပြဿနာတွေစဖြစ်လာတာမျိုးပေါ့ ကဲဒီအကြောင်းကိုပို့ပြီးမြင်သာသွားအောင်ကြရိုက်ရိုက်ခတ်မှုဆိုတဲ့ပုံစံလေးနဲ့ကြည့်ကြည့်ရအောင် AI နေငင်လေးထဲကိုကြောက်ခဲလေးတစ်လုံးဖန်းခနဲ့ပချလိုက်တယ်လို့ပေါ့လိုင်းငယ်လေးတွေကစက်ဝိုင်းပုံစံလေးနဲ့တဖြည်းဖြည်းကျေသွားတယ်မလားအဲ့ဒီလိုပါပဲပထမဆုံးနဲ့အသေးဆုံးကြရက်ကတော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်လေးကနေစားတာပဲ ဒါကဘာသူပြောထားလဲဆိုတော့ကဘာကျမ်းမာကြီးအဖွဲ့ကြီးကကျွမ်းကျင်တဲ့ဒေါက်တာတယောက်ပြောထားတာနော်သူကဘာပြောလဲဆိုတော့အရက်ကိုဘလို့တောက်ရင်ဘေးကင်းတဲ့ဆိုတာမျိုးမရှိဘူးတဲ့နည်းနည်းလေးပဲတောက်များများပဲတောက်ပထမဆုံးတစ်ဆက်တောက်လိုက်တာနဲ့ကိုကျမ်းမာကြီးအတွက်အန်ဒီယာကစနိုင်တယ်လို့ဆိုလိုတာပဲ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအရေးကြီးတဲ့သူငင်ချင်းတွေလိုအလုလုပေးနေတဲ့အစိတ်ပိုင်းလေးတွေရှိတယ်လေဥပမာအသေးဆိုတာကခန္ဓာကိုယ်ရဲ့စစ်ထုတ်စစ်ကြီးပေါ့မကောင်းတဲ့အရာတွေကိုစစ်ထုတ်ပေးတယ်ရဲကိုအကြာကြီးတောက်ရင်အဲ့ဒီစစ်ကြီးကပင်ပန်းပြီးပျက်စီးသွားနိုင်တာပေါ့နှလုံးဦးနှောအစာအိမ်အကုန်လုံးကလည်းထိခိုက်နိုင်တယ် ကဲဒီပုံလေးကိုကြည့်လိုက်ရအောင်ဆရာဝန်ကြီးစစ်စစ်တဲ့ခါမြင်ရတဲ့ပုံစံမျိုးပေါ့နော်ဟိုဘေဘက်ကအမြင့်ဆုံးတိုင်လေးကကျမ်းမာပြီးပျော်ရွှင်နေရဲ့အသေးလေးဒါကကျွန်တော်အားလုံးလိုချင်တဲ့ပုံစံပေါ့နော်သူ့ဘေးကတိုင်လေးတွေကတော့အရက်ကြောက်အသေးလေးဘလောက်အထီနာကျင်ထိခိုက်သွားနိုင်လဲဆိုတာကိုအစင်စင်ပြနေတာပဲ နောက်ပြီးတော့တီးထားရမယ့်အရေးကြီးတဲ့အချက်တစ်ခုကကင်ဆာအကြောင်းမှာကင်ဆာဆိုတာကခန္ဓာကိုယ်ထဲကဆင်းလေးတွေကစီးကမ်းမလိုက်နာပဲသူတို့သဘောနဲ့သူတို့ပွားများလာတာကိုခေါ်တာအရက်ကအဲ့ဒီလိုဖြစ်အောင်တက်ရိုက်အားပေးနိုင်တဲ့အကြောင်းရင်းတွေထဲမှာအနည်းဆုံး9မျိုးလောက်ပါနေတဲ့တဲ့ ကဲပထမဆုံးကရက်ခန္ဓာကိုယ်အကြောင်းတည်သွားသည်ဆိုတော့ဒုတိယကရက်ကိုဆက်သွားကြည့်ရအောင်အဲ့ဒီကရက်လေးကလူတစ်ယောက်တည်းရှိကနေသူအရင်ချစ်ရတဲ့မိသားစုစီကိုဘလူများပြန့်နှံ့သွားတယ်ဆိုတာကြည့်ကြမယ် ဒီစကားလေးကအရန်အဓိပ္ပာယ်ရှိတယ်။ तू ကဘာပြောတယ်လဲဆိုတော့အရေးဆွဲတာကတယောက်တည်းရဲ့ပြဿနာမဟုတ်တော့ပဲမိသားစုလိုက်ခံစားရတဲ့မိသားစုယောဂတစ်ခုလိုထက်လာတယ်လေ။ဘာလို့လဲဆိုတော့သူ့ရဲ့တန်ကိုမိသားစုဝင်တွေကပါအတူတူခံစားရလို့ပဲ။ဘောလုံးတင်တသိန်းမှာကစားသမားတယောက်နေမကောင်းဖြစ်နေရင်အသင်းတသိန်းလုံးအားနည်းသွားသလိုမျိုးပေါ့ ဒီမှာပြထားတဲ့ကိန်းကနန်းတွေကတကယ်လေးလာမှုတစ်ခုကနေရထားတာနော်ဒီကနန်းတွေကဘာကိုပြောနေတာလဲဆိုတော့အိမ်ထဲမှာစိတ်တူစရာတွေရန်ဖြစ်တာတွေပုံများလာတတ်တယ်ပြီးတော့စိတ်မကောင်းဖြစ်ရတာတွေစိုးရင်ပူပန်ရတာတွေလည်းဖြစ်လာနိုင်တယ်ပိုက်ဆံကိစ္စတွေမှာတော့အခက်အခဲတွေဖြစ်လာနိုင်တယ်ဆိုတာကိုပြနေတာပဲ ဒီလိုအခြေအနေမျိုးလားခလေးတွေအသက်ဆိုရင်တော်တော်လေးခက်ခဲနိုင်တယ်လीကိုအားမလို့အားမရချစ်တာမျိုးတယောက်တည်းအထီးကျန်လို့ခံစားရတာမျိုးတွေဖြစ်တတ်တယ်တခါလေကြောက်တာဒါမှမဟုတ်ကိုအမားများလာလို့ထင်ပြီးဝမ်းနည်းနေတာမျိုးတွေလည်းဖြစ်နိုင်တယ်ဒါပဲနဲ့အဲ့လိုခံစားရတာတွေကဒီလိုခက်ခဲတဲ့အခြေအနေမှာဖြစ်လေဖြစ်ထရှိတဲ့ခံစားချက်တွေပါပဲ โอเคအခုဆိုရရက်ကလူတစ်ယောက်နဲ့သူမိသားစုပေါ်ဘယ်လိုတက်ရောက်လဲဆိုတာမြင်လာပြီနော်ဒါဆိုရင်စဉ်းစားစရာမိခွန်းတစ်ခုရှိလာပြီဒီလောက်ထိပြဿနာတွေဖြစ်စေနိုင်တယ်ဆိုရင်ဘာလို့များနေရာတကာမှာအရက်ကိုရောင်းနေကြတာလဲကြော်ညာနေကြတာလဲဒီစကားကအရင်ကိုရှေးချတဲ့စကားတစ်ခုပါဒါပေမဲ့ तू ပြောချင်တဲ့အဒီဘက်ကအခုထိလည်းမှတ်နေတော့ပဲဆိုလိုတာကလူတွေကအမျက်အစွန်းရဖို့ပိတ်ဆံရဖို့အတွက်ဆိုရင်တခြားသူတွေကိုအထိခိုက်စေနိုင်မှန်တီးတီးကြီးနဲ့တောင်အဲ့ဒီအရာကိုရောင်းချကြတယ်ဆိုတဲ့သဘောပဲအခုခေတ်မှာကျတော့အဲ့ဒီလိုရောင်းဖို့အတွက်အကောင်းဆုံးလက်နက်ကကြော်ညာတွေပေါ့ကြော်ညာဆိုတာလူတွေကိုပစ္စည်းတစ်ခုဝယ်ခြင်းလာအောင်ဆွဲဆောင်ဖို့လုပ်ထားတာလေဒါကြောင့်မို့လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့အဖွဲ့အစည်းကြီးတွေကလူတွေရဲ့ကျန်းမာရေးကိုကာကွယ်ဖို့အတွက်အထူးသဖြင့်လူငယ်တွေကိုပြစ်မှတ်ထားတဲ့ကြော်ညာတွေကိုကန့်သက်တင်တယ်လို့အကြံပေးနေကြတာပေါ့ဒီကနန်းကိုတစ်ချက်ကြည့်လိုက်ပါ3တန်းဒါဟာတနစ်တဲမှာနော်ကမ္ဘာတော်ဝန်လုံးမှာအရက်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့လူအရက်အတွက်ပဲဒါဟာတော်တော်များတဲ့အရက်အတွက်ပဲဒါကြောင့်မလို့ဒါဟာနိုင်ငံတနိုင်ငံရဲ့ပြည်ထနာမဟုတ်ပဲကမ္ဘာလုံးဆိုင်ရာကျန်းမာရေးပညာရှင်တွေအတူတကွဖြည့်ရှင်းနေရတဲ့ကိစ္စကြီးတစ်ခုဖြစ်နေတာပါ ကဲဒီအကြောင်းအရာတွေအများကြီးကိုလေ့လာပြီးတဲ့နောက်မှာကျွန်တော်တို့အတွက်ဘယ်လိုသင်ခန်းစာတွေရနိုင်မလဲဆိုတာကိုအတူတူပြန်ပြီးစဉ်းစားကြည့်ကြရအောင် အဓိကအချက်ကတော့ရေထဲပစ်ချလိုက်တဲ့ကြောက်ခဲလေးကဂရက်တီအများကြီးဖြစ်စေတယ်လို့ပဲလူတစ်ယောက်ရဲ့ကျန်းမာရေးနဲ့ရွေးချယ်မှုတွေကသူတစ်ယောက်တည်းအတွက်မဟုတ်ပဲသူ့ပတ်ဝန်းကျင်ကလူလိုက်အပေါ်မှာတက်ရောက်မှုရှိနေတယ်ဆိုတာပါပဲဆိုတော့ကိုကျန်းမာရေးကိုဂရုစိုက်လိုက်တာကကိုချစ်ရရောက်တယ်လို့ကိုချစ်တဲ့သူတွေကိုပါဂရုစိုက်ရရောက်နေတယ်ဆိုတဲ့ဘပေါ်ပေါ့နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုအတူတူစဉ်းစားကြည့်စေချင်တယ်
ပြဿနာတစ်ခုကိုတေချာနားလည်လိုက်တာကအဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကုညီပေးဖို့အတွက်ပထမဆုံးရှင်းလန်းဖြစ်တဲ့ဆိုတာကိုပေါ့ဒီနေ့ကျွန်တော်တို့အတူတကွလေ့လာခဲ့တဲ့အရာတွေကကိုယ့်အတွက်ရောကိုယ်ပတ်ဝန်းကျင်အတွက်ပါကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်လာအောင်ဘယ်လိုများကုညီပေးနိုင်မလဲ